ဆိုင်ထားတဲ့မိမိဥစ္စာတွေအဥဆုံးတော့အရာကိုရွေးချယ်ထာဝရဘုရားပူဇော်မယ်ဘာဆိုင်လို့ထားတဲ့မြို့ဒီနိုင်ဝိစာဆိုင်လမ်းကျနဲ့လာပတ်တာကိုယ်လုံးတော့ရတရားတော်ဖြစ်စေမယ်ကိုယ်တိုင်ဝေလို့ထားတဲ့ပြိဿနဲ့အဥဆုံးတော့ရတရားတော်တောင်းရနဲ့တရားတော်ဖြစ်စေမယ်ဆိုင်ထားတဲ့မိမိဥစ္စာတွေအဥဆုံးတော့အရာကိုရွေးချယ်ထာဝရဘုရားပူဇော်မယ်ဝေဘာဆိုင်လို့ထားတဲ့မြို့ဒီနာဝိစာဆိုင်လမ်းကျနဲ့လာပတ်တာကိုယ်လုံးတော့ရတော့ဖြစ်စေမယ်ကိုယ်တိုင်မွေးလို့ထားတဲ့ဒရိစံနဲ့အဥဆုံးတော့ဖြားတွေ့တောင်းများလဲဖြားတွေ့ဖြစ်စေမယ်